ကဲမိုးရင်းမှာတော့ဒီလိုကာကိုပန်ကတော့အမားတို့အတွက်တွက်ချေအကြိုက်ဆုံးဝေသမားဖြစ်ဖြစ်ရောင်းသမားဖြစ်ဖြစ်တွက်ချေအကြိုက်ဆုံးသုံးတယ်တွေယူလို့ရပါတယ်ရှင်သူကကြတော့ပတ်ကေးစင်းကဒီလိုတစ်ထည့်တစ်အိတ်ကလေးတွေနဲ့ထွက်တယ်နော်ကာလာတွေလည်းတော်တော်စုံပါတယ်အသားတွေကိုလည်းရှိုးပြီးတော်တော်မိုက်တယ်နော်အသားတွေလည်းတော်တော်ကောင်းတယ်အနည်းဆုံးသုံးတယ်ယူလို့ရတယ်ကာလာ3ရောင်နဲ့ထွက်ပါတယ်ဒီလိုမျိုးနော်လူကြီးဝတ်ပါရှင်လူကြီးဝတ်ပါသူကချီတိုးဇာတာကတော့အိတ်ကတစ်ဖက်ပဲထိုးပါမယ်တစ်ဖက်ကတော့ပလိန်းအနေနဲ့သုံးပါတယ်ကာလာရောင်တွေတော်တော်စုံပါတယ်ဒါမျိုးနော်အသားတွေတော်တော်ကောင်းတယ်ပေါင်120 130ကြားတွေဝတ်လို့တော်ပါမယ်ရှင်နော်အမားတို့ကိုပေးနိုင်တဲ့ဈေး quality ကောင်းကောင်းလေးနဲ့အမိုင်စားကာကိုပန်ဖြစ်ပါတယ်ရှင်တစ်ထည်တိန်းနဲ့ထွက်တယ်3ထည်တွေက3ထည်6ထည်ဈေးမခွာပါဘူးရှင်နော်အများသမားတွေလက်ကားဈေးပြီးတန်ဖြစ်ပါမယ်ဒါလေးတွေကတော့ဝတ်သမားရောင်းသမားအဆင်ပြေမယ်ပစ္စည်းမျိုးစားဖြစ်ပါတယ်ကာလာလေးတော်တော်လှပါတယ်ကြက်ခဲ့ရင်ဟယ်လိုပါ3ထည်ယူလို့ရပါတယ်ကာကိုပန်ကုန်မှာဈေးတန်လေးဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်